မိဘရဲ့ဝတ္တရား၅ပါးဆိုတာလေမိဘဖြစ်လာပြီဆိုတာနဲ့မိဘရဲ့ဝတ္တရား၅ပါးဟာသားသမီးတွေရဲ့ပုံမှာအလွန်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုအနေနဲ့ကောင်းခြင်းဆိုးခြင်းရဲ့ပုံမှာတက်ရောက်နေတယ်နော်ဒါကြောင့်မလို့မိဘဖြစ်ပြီးဆိုလို့ရှိရင်သားသမီးတွေရဲ့ပုံမှာဘလို့တာဝန်တွေရှိလာတယ်လေတချို့မိဘသာဖြစ်နေတာမိဘရဲ့တာဝန်ကိုမြတ်စွာဘုရားရဲ့အလိုတော်ကြောင့်မပြောနိုင်ကြဘူးပေါ့နော်ဗုဒ္ဓဘာသာဝင်လို့ဆို냐တော့လည်းပဲအေးမင်းသားသမီးတွေရပြီဆိုသားသမီးတွေရဲ့ပုံမှာမင်းဟာမိဘတယောက်ဖြစ်ပြီးအဲ့လိုဆိုရင်သားသမီးတွေရဲ့ပုံမှာမင်းဘလို့တရားတွေရှိလဲဘလို့တာဝန်တွေရှိလဲဆိုရင်တချို့ဆိုရင်စုံအောင်ပြောချင်မှပြောတတ်မယ်ပေါ့နော်ဒါကိုသင်္ကစားဆရာဘုရားကြီးကကလေးဘွားတွေကစပြီးတော့နားရီဝါပြီးတော့လိမ္မာကျွမ်းကျင်မှုရှိအောင်လင်္ကာလေးတွေကြပြလေးတွေရေးပေးခဲ့တာမကောင်းမြစ်တာကောင်းရာညွန်လက်အတတ်တင်စီပေးဝေနှီးရင်ထိမ်းများခြင်းလျင်ဝင်ငါအင်ဖခင်မေတို့တာတဲ့မကောင်းတာကိုတားမြစ်ရမယ်ကိုသားသမီးကိုအရေးတကြီးကြီးရိတ်ကြည့်တယ်ဆိုတာနော်ဘလို့ချိုးမျိုးကိုချိုးနေတယ်လဲဆိုတာကိုသိရမယ်မကောင်းတဲ့ဘက်ကိုဥလှဲ့နေတယ်ဆိုရင်အဲ့ဒါကိုတားနိုင်ရမယ်စီးနိုင်ရမယ်တချို့သားသမီးတွေစိုးနေတာဟာမိဘရဲ့တာဝန်တော်တော်ကိုမကင်းဘူးလို့ပြောရမယ်ဟုတ်လားဒါကြောင့်မကောင်းတာကိုတားမြစ်ရမယ်ကောင်းရာညွန်လက်မကောင်းတာကိုတားမြစ်ုံနဲ့မပြည့်စုံသေးဘူးပို့ပြီးတော့ကောင်းမွန်တဲ့နေရာတွေကိုရောက်အောင်လမ်းညွန်နိုင်ရမယ်မိဘဆိုတာပြောရလို့ရှိရင်သားသမီးရဲ့ဘဝကမိဘတွေရဲ့လက်ထဲမှာရာခိုင်နှုန်းတော်တော်များများရှိနေတယ်နော်ဒါကိုကိုကတာဝန်ယူစိတ်အပြည့်နဲ့အကြောင်းတိုက်ဆိုင်လို့ကိုယ်ဒီမှာလူလာဖြစ်တာနော်အခြေခံကြတဲ့မေတ္တာတရားစေတနာတရားနဲ့တကယ်ကိုပဲသူတို့ရဲ့ဘဝလေးကိုကောင်းစေခြင်းနဲ့စိတ်နဲ့ဝတ္တရားကိုကြည်ပြောင်းလုပ်ရမယ်နော်မကောင်းမြတ်တာကောင်းရာညွန်လက်အတတ်သင်စေတဲ့နော်သားသမီးကိုပညာတတ်တစ်ယောက်ဖြစ်အောင်အရှိမျှော်မြင်တဲ့မိဘတိုင်းဟာဒါမဖြစ်မနေလုပ်ကိုလုပ်ပေးရမယ်အသိပညာအတတ်ပညာနော်သူ့ရဲ့အရည်အသွေးကိုပညာတရားနဲ့မြင့်တင်ပေးရမယ်ပေါ့နော်အတတ်သင်စီအလုံးမအရေးပါတယ်ပြီးတော့ဗါတယ်တော့ပေးဝေနှီးရင်းတဲ့လုပ်ငန်းကိုင်ကန်းတွေကိုအရင်လေးပါလေးထူထောင်ပြီးတော့လှုပ်တဲ့ကိုင်တဲ့အောင်သာသမီအရွယ်ရောက်လာပြီဆိုလို့ရှိရင်ဒါကိုလည်းပဲမလုပ်ရမလို့လမ်းညွန်ပေးရမယ်အရင်နှီးထုတ်ပေးရမယ်ထိမ်းများခြင်းလျင်ဝင်ငါအင်ဟောအဲ့ဒါတော့အလုံးကိုအရေးပါတယ်နော်လူတယောက်ရဲ့ဘဝအရေးကြီးတဲ့အချိုးအကွေလို့ဆိုရမယ်နော်ဒီထိမ်းများမင်္ဂလာပြုတယ်ဆိုတာဟုတ်လားအဲ့ဒါမိဘဟာကိုသားသမီးကိုဘလို့လူနဲ့ထိမ်းများပေးမလဲဘလို့လူတဲ့လက်ထဲကိုထည့်လိုက်မလဲဒါအလုံးမစဉ်းစားရကောင်းတဲ့ကိစ္စပေါ့နော်ခေတ်ကလောဘဒေါသမောဟအာကြီးလာတဲ့ခေတ်ဆိုတော့နောက်သားသမီးကလည်းပဲမိဘရဲ့ကိုယ်ပေါ်လွှမ်းမိုးမှုကိုမခံခြင်းမိဘကလည်းသားသမီးကအဲ့လိုတုံ့ပြန်တဲ့အခါကျတော့နော်စေတနာပြက်ပြီးတော့ဒီလိုပဲမိဘနဲ့သားသမီးအစေးမကပ်ဖဲနဲ့ရေရှည်ကြတော့ဘယ်သူနာတော့ဆိုတော့သားသမီးနာတာပေါ့ဟုတ်လားအဲ့ဒါကြောင့်မို့လို့ဒီထိမ်းများတဲ့ကိစ္စကိုလည်းပဲမိဘဟာကိုကငယ်ရာကကြီးလာတာသူတို့တဲ့အတွေ့အကြုံရှိတယ်သူတို့တဲ့အမျှော်မြင်ရှိတယ်ဟုတ်လားသူတို့တဲ့ပိုးပြီးတော့မြင်တယ်ဒါကြောင့်သားသမီးတွေကိုမလုပ်ပေးရမလို့ကောင်းကောင်းမွန်မွန်သူတို့ရဲ့ဘဝကိုဖြောင့်တန်းအောင်အဲ့ဒီထိတာဝန်ယူရမယ်ပေါ့နော်ဒါမျိုးဆိုဘုရားနော်ပုဒ္ဒသင်္ဃဟမင်္ဂလာမကောင်းမြတ်တာကောင်းရာညွန်လက်အတတ်သင်စေပေးဝေနှီးရင်ထိမ်းများခြင်းလျင်ဝန်ငါအင်ဖခင်မေတို့တာတဲ့နော်ဒါလေးကိုဘုံဘုံတို့အကြံမြင်လေးပဲပြောပါတယ်